သင်ခန်းစာဗီဒီယိုလေးတွေမတင်လာကြပြီဆိုတော့အခု a few little လေးနဲ့ပြန်ပြီးတော့သင်ခန်းစာလေးပြန်တင်ပေးလိုက်မယ်နော်။ကဲအခုကြည့်မယ်ဆိုလို့ရှိရင် a few little ဆိုတာကိုလူတွေတော်တော်များများကအသုံးကြရဲပေါ့။ဒါပေမဲ့သူတို့ရဲ့အသုံးလေးမှာမှားနေတာမျိုးလေးရှိရယ်။ကဲအခုဒီ a few သင်ခန်းစာလေးကိုတည်တည်ချာချာလေးလေ့လာကြည့်မယ်။သူ့မှာက a few နဲ့ကတအုပ်စု little ကတအုပ်စုရှိမယ်။အဲ့တော့ a few နဲ့ little နဲ့ဘယ်လိုကွဲသွားလဲဆိုတော့ a few ကိုကျတော့ plural countable noun ရေးတွက်လို့ရတဲ့နာမ်တွေရဲ့အများကိန်းနဲ့တွဲပြီးတော့ little ကကျတော့ uncountable nouns ရေးတွက်လို့မရတဲ့နာမ်တွေနဲ့တွဲတယ်။ကဲဥပမာလေးနဲ့ပြန်ပြီးတော့ကြည့်ကြည့်မယ်။အဲ့တော့ဒီမှာဆိုလို့ရှိရင် a few နဲ့ little ကတအုပ်စုကွဲပြီးတဲ့အပြင် few နဲ့ little နဲ့ကိုပြန်ပြီးတော့တအုပ်စုပြန်ခွဲတယ်။ကြည့်လိုက်မယ် He is always busy. He has few times for relax. သူကအလုပ်အရန်များတယ်။အဲ့ဒါကြောင့်မလို့သူ့မှာနားချိန်တောင်မရှိဘူး။ဒီနေရာမှာ a မပါတဲ့ few ရဲ့ a မပါတဲ့ little ရဲ့ကကျတော့ negative ဘက်ကိုသွားတယ်။သူ့မှာဒီစာကြောင်းမှာဆိုရင်စာကြောင်းနံပါတ်1မှာဆိုရင်သူ့မှာနားနေဖို့အချိန်မရှိသလောက်နည်းနေတယ်။အဲ့လိုမျိုးပေါ့ negative ဘက်ကိုသွားတယ်ဆိုပေမဲ့လုံးဝ not ဆိုတဲ့ not ဆိုတဲ့စကားလုံးမျိုးပါနေရမျိုးမဟုတ်ဘူး။အချိန်မရှိသလောက်နေတာပမာဏအရန်နေတာ။အဲ့တော့ဒီ few နဲ့ little ရဲ့သဘောတရားကပမာဏအရန်နေတယ်မရှိသလောက်နေတယ်။နောက်တစ်ခုစာကြောင်းနံပါတ်2ကိုကြည့်လိုက် There are few bread in our house. We need to buy. အဲ့တော့အိမ်မှာတဲ့ပါမုံကနည်းနည်းပဲရှိတော့တယ်တဲ့ငါတို့ဝယ်ရတော့မယ်တဲ့နော်ဝယ်ရတော့မယ်အဲ့ဒါမျိုးပေါ့နောက်တစ်ခုက There is little sugar. We can drink coffee. အိမ်မှာတဲ့တကြားနည်းနည်းပဲရှိတော့တယ်ငါတို့ coffee တောက်လို့မရတော့ဘူးတဲ့မရှိတလောက်နေတာမို့လို့ coffee လုံးဝတောက်လို့မရတော့ဘူးနောက်စာကြောင်းနံပါတ်4 We can cook with this little rice. ဒီဆန်နည်းနည်းလေးနဲ့ငါတို့ထမင်းဘယ်လိုချက်လို့ရမှာလဲအဲ့တော့ဒီ few နဲ့ little နဲ့ကကြတော့ negative ဘက်ကိုသွားတယ်။အဲနောက်အခုလာမယ် a few a little ကကြတော့ positive ဘက်ကိုသွားတယ်။သူ့ရဲ့အဓိပ္ပာယ်က some နဲ့လည်းအဓိပ္ပာယ်ဆင်တူတယ်။ပြောမယ်ဆိုရင် I have a few minutes to relax. ငါအနားယူဖို့အချိန်နည်းနည်းရတယ်အဲ့လိုမျိုးပေါ့။ဒီနေရာမှာ I have a few မဟုတ်ဘဲနဲ့ I have few minutes to relax ဆိုလို့ရှိရင်ငါနားနေဖို့အချိန်မရဘူးလို့အဓိပ္ပာယ်ဖြစ်သွားရောအချိန်ကလုံးဝမရမို့အချိန်နည်းနည်းလေးပဲရှိရတဲ့အတွက်ကြောင့်မလို့သူနားနေဖို့အတွက်အချိန်မလုံလောက်ဘူး few နဲ့သုံးမယ်ဆိုလို့ရှိရင်ဒါမဲ့ဒီမှာ a few သုံးထားတဲ့အတွက်ကြောင့်မလို့သူနားနေလို့ရတယ်ငါနားနေဖို့အချိန်နည်းနည်းရတယ်ပေါ့နောက်တစ်ခုစာကြောင်း sentence 2မှာ If you always angry like that you will have a few friends ဒီလိုပဲစိတ်ဆိုးတတ်နေမယ်ဆိုလို့ရှိရင်မြန်မာတငယ်ချင်းနည်းနည်းပဲရှိလိမ့်မယ်တဲ့လုံးဝမရှိတာတော့မဟုတ်ဘူးတငယ်ချင်းနည်းလိမ့်မယ်နောက်တစ်ခုနံပါတ်3က I can travel all over the world because I speak a little English ငါကအင်္ဂလိပ်စာကိုနည်းနည်းပြောတတ်တဲ့အတွက်ကြောင့်မလို့ကဘာကိုပတ်လို့ရတယ်ငါအင်္ဂလိပ်စာကိုလုံးဝမပြောတတ်တာမဟုတ်ဘူးဒါပေမဲ့ငါတချို့တလေပြောတတ်တယ်အဲ့ဒီအတွက်ကြောင့်မလို့ငါကဘာပတ်လို့ရတယ်နောက်တစ်ခု May I have a little more information about this project ငါဒီ project ရဲ့အကြောင်းကိုတဲ့ information နည်းနည်းပို့ပြီးတော့ရနိုင်မလားတဲ့အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းနည်းနည်းထပ်ပြီးတော့ရနိုင်မလားလို့ပြောတာဒါ question sentence เนาะဒါမှာ question mark ပြချိန်ခဲ့တာအဲ့တော့ဒီမှာ a few little a little မှာဆိုလို့ရှိရင် a few ကကြတော့plural countable nouns တွေနဲ့တွဲသုံးပြီးတော့ little a little ကကြတော့ uncountable nouns တွေနဲ့တွဲသုံးတယ် few ရဲ့ little ရဲ့ကိုကြတော့ပမာဏကလုံးဝမရှိသလောက်နည်းတယ် negative ဘက်ကိုသွားတယ် a few a little ကကျတော့ some နဲ့အဓိပ္ပာယ်ဆင်တူပြီးတော့ပမာဏတချို့ရှိတယ်အဲ့တော့ဒီ a few little a little ကိုနားလည်မယ်လို့ထင်ပါတယ်သင်တန်းတွေစုပ်စဲချင်တယ်ဆိုလို့ရှိရင်လည်း page messenger မှာအချိန်မီလာရောက်စုံစမ်းနိုင်ပါတယ် 30% discount လည်းချပေးထားတာမို့လို့အားလုံးအတွက်အဆင်ပြေတဲ့ပမာဏတစ်ခုနဲ့ quality ကောင်းတဲ့သင်တန်းကိုရရှိစေမှာပါအားလုံးကိုကျေးဇူးတင်ပါတယ်